ဒီမိန်းကလေးကမယုံနိုင်စွာအံ့အားသင့်ခဲ့ရတာကအဲ့ဒီယောက်ျားဆရာဝန်ပွဲမရှိတဲ့သူတယောက်ကတချို့အတွက်တော့ပင်လယ်ဝင်ရွာလို့ရသည့် EO ပြစ်မားကျော်လွန်ရေးအဆင့်တွင်ရှိတဲ့မောင်နှမများတို့ရဲ့ home room ဆရာဖြစ်တာကိုရှာတွေ့လိုက်တာပါလားစွမ်းအင်မြင့်မြတ်သူရဲကောင်းတွေဖြစ်ပြီးစိတ်ကျေနပ်မှုဖြစ်စေတဲ့ထိတ်တန်းတရေလောင်းတွေကသူ့နယ်မြေမှာပဲလွတ်ပင်လယ်များပန်းများကိုအခမဲ့စိုက်ပျိုးတယ်ယောဆရာလေးရဲ့ဖွင့်ဆိုချက်အတိုင်းရှိနေကြပါတယ်ယောစစ်တော့ဥတင်တာဆိုရင်လေးရဲ့ဖွင့်ဆိုချက်အတိုင်းရှိနေကြပါတယ်ယောစစ်တော့ဥတင်တာဆိုရင်နောက်တစ်နေ့ထပ်တန်းနေပေးရမည်ယောအထူးသဖြင့်အပေးယူမရှိပါလားကျင်ကီယူရဲ့မိုးရံသမီးလဲသူ့ကိုနှစ်တွဲဖို့စ조사ခဲ့ပြီးအသားကြီးဘွက်ဆက်တစ်ခုနဲ့တော်လန်ကအနားကွင်းထဲမှာမောကြည့်နေခဲ့ပါတယ်ခသူ့နာမည်ကလင်ဖန်ပါလို့ကောလိပ်ဝင်ခွင့်စာမေးပွဲမှာတိတ်ပံဘာသာရက်နဲ့ထိတ်တန်းရမှတ်ရခဲ့သူဖြစ်ပြီးမတော်တဆစိုက်ပျိုးရေးလောကထဲကိုရောက်ရှိသွားခဲ့တာပါတဝင်းကြီးကြီးကအမြင့်မကောင်းတဲ့အတွက်သူ့ရဲ့ဆက်ကနေနှင်ထုတ်ခံခဲ့ရပါတယ်ခနောက်တော့သူ့ရဲ့စေဆက်ထားသူလီရူယန်ကသူ့ကို6ထဲတွန်းချခဲ့ပါတယ်ခနောက်တော့သူ့ရဲ့စေဆက်ထားသူလီရူယန်ကသူ့ကို6ထဲတွန်းချခဲ့ပါတယ်ခဒါပေမဲ့သူပြုတ်ကျသွားတဲ့အချိန်မှာပဲခွဲခြားမှုမရှိသောပညာရေးဆိုတဲ့စနစ်တစ်ခုကိုသူနိုးထလာခဲ့ပါတယ်ကသူလို့ရမှာကတရေတွေကိုလက်အောက်ခံဖြစ်အောင်လုပ်ဖို့သူတို့ကိုပြုပြင်ပြောင်းလဲဖို့နဲ့သူတို့ရဲ့တရေတဘာဝတွေကိုဖယ်ရှားပြီးအမတ်တွေရယူဖို့ပါပဲရာအဲ့ဒီအမတ်တွေကိုရှားပါယတနာတွေနဲ့စိုက်ပျိုးရေးနည်းစနစ်တွေအတွက်လဲလှယ်နိုင်ပါတယ်ကလင်ဖန်ကအဲ့ဒီပြုတ်ကျမှုကနေဘာဒဏ်ရာမှမရပဲလမ်းလျှောက်ထွက်လာတဲ့အခါတရေတွေကလုံးဝကိုအံ့အားသင့်သွားကြပါတယ်အခါမင်းကတကယ်ပဲမသိမျိုးလားတင်ယူခြင်းလားငါတင်ပေးမယ်ကအဲ့ဒီနေ့ကစပြီးလင်ဖန်ကဒီတရေအဖွဲ့ရဲ့တရားဝင် home room ဆရာဖြစ်လာခဲ့ပါတယ်ခါသူကသူတို့ကိုယူဘဗေဒနဲ့ဓာတုဗေဒဘာသာရက်တွေသင်ကြားပေးခဲ့ပြီးစွမ်းအင်ထိမ့်သိမ့်မှုအကြောင်းလေ့ကျင့်ပေးခဲ့ကအနည်းဆုံးဝိညာဉ်စွမ်းအင်ကနေအများဆုံးထွက်ရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြသခဲ့ပါတယ်ခါသူကသူတို့ကိုလူသားတွေနဲ့ငြိမ်းချမ်းစွာဘယ်လိုရှင်တွဲနေထိုင်ရမလဲဆိုတာကိုတောင်သင်ပေးခဲ့ပါတယ်ခါစနစ်ကနေလဲလှယ်ထားတဲ့ယတနာတွေကိုသုံးပြီးသူကတောင်ကြားတစ်ခုကိုခြံစည်းရိုးခတ်ကတောင်ကြားတစ်ခုကိုခြံစည်းရိုးခတ်ကမတေမျိုးတောင်ကြားအကယ်ဒမီအဖြစ်ပြောင်းလဲခဲ့ပါတယ်ခသူ့မှာကိုယ်ပိုင်စိုက်ပျိုးမှုမရှိပေမဲ့စနစ်ကိုသုံးပြီးတရေတိုင်းကိုဥညွတ်စေကသူ့ကိုတရေတတောင်းရဲ့ပညာရှိသခင်လို့ခေါ်စေခဲ့ပါတယ်ခတနေ့မှာလင်ဘောက်ဆက်ကတပည့်3ယောက်ဟာ Gold Core ဝန်ပလွေတရေတကောင်ရဲ့လိုက်ဖမ်းခြင်းကိုခံရပြီးတောင်ကြားထဲကိုတဲ့ရောက်လာခဲ့ပါတယ်ခသူတို့ကအဝင်ဝါကဆိုင်းဘုတ်ကိုမြင်လိုက်ရပါတယ်ခတစ်ပင်တပင်ပေါက်ဖို့10နှစ်အုပ်တရေတကောင်ဖြစ်လာဖို့အနှစ်100ကဖြစ်လာဖို့အနှစ်100ကဖြစ်လာဖို့အနှစ်100ကဒါက Gold Core ဝင်ဖို့လေတရေထက်ပိုကောင်းမယ်လို့တွေးပြီးသူတို့အထဲကိုပြေးဝင်သွားကြပါတယ်ခအဲ့ဒီအချိန်မှာအဝင်ဘူးလေတရေကအဲ့ဒီဆိုင်းဘုတ်ကိုတစ်ချက်ကြည့်လိုက်ပြီးအမီးကုတ်ကထွက်ပြေးသွားပါတယ်ခဒီနေ့တော့မဟုတ်သေးပါဘူးလို့တိုးတိုးလေးပြောရင်းလမ်းတစ်လျှောက်လုံးပြေးပါတော့တယ်ခတပည့်3ယောက်ထဲကိုဝင်သွားတဲ့အခါသူတို့ရဲ့စိတ်တွေလုံးဝကိုလွင့်ထွက်သွားပါတယ်ခတောင်ကြားတစ်ခုလုံးကဒန်နာရီလာမသိမျိုးစေ့ပတ်ဝင်အပင်တွေနဲ့ပြည့်နေပြီးဝိညာဉ်စွမ်းအင်တွေကလည်းအယမ်းကိုထူထပ်နေပါတယ်ခအဲ့ဒီအချိန်မှာပဲလင်ဖန်အရန်လည်းအယမ်းကိုထူထပ်နေပါတယ်ခအဲ့ဒီအချိန်မှာပဲလင်ဖန်ရဲ့အတန်ထွက်လာပါတယ်ခအတန်းစင်းမီကတန်ထွက်လာပါတယ်ခအတန်းစင်းမီကသူတို့3ယောက်လုံးချက်ချင်းတောင်းခဲသွားပြီးဘသူကများဒီလိုထူးဆန်းတဲ့ဂါထာတွေကိုရွတ်နေတာလဲလို့တွေးနေကြပါတယ်ခဏအကြာမှာပဲချင်းကီယူရဲ့တရေပရင်မှာဂျူဝါထွက်လာပါတယ်ခတခြားသူရဲ့နေရာကိုဖိတ်ကြားခြင်းမရှိဘဲဝင်လာတာကအယမ်းရမ်းရကြပါတယ်ခတပည့်3ယောက်ကချက်ချင်းပဲသူတို့ရဲ့ဂါထာတွေကိုထုတ်သုံးလိုက်ကြပါတယ်ခရှီယာဝါကဘာမှမဖြစ်တယ်လို့ပဲအကုန်လုံးကိုကာကွယ်လိုက်ပါတယ်ခသူမကသူတို့စီကိုတဲ့လျှောက်လာရင်တိုးတိုးလေးရည်ရွတ်နေပါတယ်ခ3နှစ်တောင်ရှိပြီဆရာကကျမကိုလူသားတွေစားဖို့ခွင့်မပြုဘူးကကျမဒီဆေးလုံးတွေကိုပဲစားနေရတာအယမ်းကြီးငွေ့နေပြီကဒီနေ့တော့ကျမအသားစစ်ကိုစားရတော့မယ်ကအခြေအနေတွေဆိုးရွားတော့မဲ့အချိန်မှာပဲလင်ဖန်ကအချိန်မီရောက်လာပြီးဂျူဝါကိုအခန်းတစ်ဖက်စီကိုရိုက်ထုတ်လိုက်ပါတယ်ခသူမကိုအေးဆက်ဆက်ကြည့်လိုက်ပါတယ်ခမင်းကအသက်ရကနန်းပဲရှိသေးတာယူတကယ်ပဲချိန်တွေ့ဖို့စူးစမ်းနေတာလားငါမင်းကိုမျိုးပွားခြင်းဆိုင်ရာအထီးကျန်မှုအကြောင်းတင်မပေးခဲ့ဘူးလားစိုက်ပျိုးသူတွေနဲ့မရှုပ်ရဘူးလို့ငါမပြောခဲ့ဘူးလားအခုချက်ချင်းအဝတ်အစားပြန်ဝတ်ဆန်းကမင်းအခုအာယုံဆိုင်ရမယ့်တခုတည်းသောအရာကစာတင်ဖို့ပဲကကြားတရေနဲ့ကြက်တရေကဂျူဝါကိုအင်ဂျီအကြီးကြီးတစ်ထည်ခြုံပေးဖို့အပြေးလွှာသွားကြပါတယ်ကတပည့်3ယောက်ကတော့ကြောင်ပြီးရက်နေကြပါတယ်က Tribulation Stage တရေတကောင်ကဒီလူကိုဆရာလို့ခေါ်တာလားသူ့မှာဝိညာဉ်အမြင့်တောင်မရှိဘူးကငါတို့ကပဲသူ့ကိုထိုးဖောက်မမြင်နိုင်လောက်အောင်အားနည်းနေတာလားလင်ဖင်ကသူတို့ရဲ့ဇဝေဇဝါဖြစ်နေတဲ့အကြည့်တွေကိုဂယုမစိုက်ပါဘူးကသူတို့ကိုလက်ဖက်ရည်တောက်ဖို့ဖိတ်လိုက်ပါတယ်ခတကယ်တော့သူလူသားတယောက်ကိုမတွေ့ရတာ3နှစ်ရှိပြီလေကသူတို့3ယောက်လုံးအရန်ကိုဂုံယူသွားကြပါတယ်ခသူတို့လင်ဖင်နောက်ကိုလက်ဖက်ရည်ဆောင်စီလိုက်သွားကြပြီးကြားတရေကလက်ဖက်ရည်လာချပေးတဲ့အခါသူတို့လုံးဝကိုအံ့အားသင့်သွားကြပါတယ်ခအဲ့ဒီကထွက်နေတဲ့ဝိညာဉ်စွမ်းအင်တွေကမယုံနိုင်စရာပါတယ်ခအဲ့ဒီကထွက်နေတဲ့ဝိညာဉ်စွမ်းအင်တွေကမယုံနိုင်စရာပါပဲရာဒါကဒန်နာရီလာဂုံတဲ့လက်ဖက်ရည်လားဘာမှမစင်စားပဲသူတို့3ယောက်လုံးတကြိုက်ထဲတောက်ချလိုက်ကြပါတယ်ခ
အကိုကြီးရီကင်စုကတော့စိတ်လွတ်သွားပါတယ်ခါငါအခြေခံအဆင့်ကနေ gold core အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီကအခုဆိုအဲ့ဒီဝန်ပတ်လေးတရေကိုအချီ300လောက်ရှင်တိုက်နိုင်ပြီကတကယ်တော့ဒီလက်ဖက်ရည်ကလင်းဖန်ရဲ့တရေတွေကမြေစီလွာကိုပြုပြင်ပေးတာရောဝိညာဉ်စွမ်းအင်စီးဆင်းမှုနဲ့နေအောင်ကြီးရရှိတဲ့နိုင်တွေကိုတွက်ချက်ပေးတာရောပြီးတော့အလင်းမီစုဖွဲ့ခြင်းနေရာမှာတွေကိုတုံးပြီးဝိညာဉ်စွမ်းအင်နေတဲ့အခြေအနေမှာတောင်လက်ဖက်ပင်ရဲ့အာဟာရစုယူမှုကိုအမြင့်ဆုံးဖြစ်အောင်လှုပ်ထားတာကြောင့်ပါလားဂျာဝါနာကချက်ချင်းမေးလိုက်ပါတယ်ခါဒါဆိုဒီတရေရှင်သခင်တွေအားလုံးကရှင်အတွက်အလုတ်လုတ်ပေးနေတာလားလင်းဖန်ကခေါင်းနှိပ်ပြပါတယ်ခဒါပေါ်ရငါကចောင်းသားတယောက်ချင်းစီရဲ့အာသာချက်ပေါ်မူတည်ပြီးတင်ပေးတာပါလားအချို့ကချက်ပြုတ်တာတော်တယ်ရုပ်အချို့ကတာဝါသနာပါပြီးအချို့ကတော့အဆောက်အုံတွေစောင့်နိုင်ကြတယ်ခသူတို့လူလောကတွေကို